ကလပ်ရောက်ရင်မကတတ်တဲ့သူများဒီဘက်ကိုကြွားပါမင်္ဂလာပါရေနာပါပြန်လည်ကြိုဆိုပါရစေဒီဘာနှစ်ခုပဲရှိရဲဆိုတဲ့တောင်ကြီးမြို့မှာတညတာခဲ့ရဖို့အရေးဟိုဖုန်းဆက်ဒီဖုန်းဆက်နဲ့ဘိုကင်လုပ်တာမှာနောက်ဆုံးတော့မရောက်မလဲနဲ့အတစ်ပါမှာကဲခွင့်ရခဲ့ပါတယ်တောင်ကြီးရဲ့မူလလာဟောင်ညာစီးမှာဝိုင်းဆောင်ရင်စာပြေကွေးတီကိုချက်ချက်ထောက်ထောင်းနဲ့ဝက်မို့လုံးတစ်ပွဲစော်ကား15000ကျပ်တက်ပါတယ်ဘာမှပဲစားမယ်တောက်မယ်ကဲမယ်တွေးထားတာကြောင့်အိမ်ကနေဘာမှစားမလာခဲ့ပါဘူးဒီတော့ဘိုက်လေးတအားစားနေရတယ်ဆက်လက်ရော့ခေါ်ပြီးတော့အနှစ်တွေပါမကြံတောင်းလဲစားရင်တကုံဖြုတ်လိုက်ပါတယ်ဘောစီတအားပေါ်များတဲ့တောင်ကြီးများလားထင်ရတယ်မသွားခင်တရက်လောက်ကဖုန်းကြိုဆက်လဲဝိုင်းမရနောက်တရက်သွားပြန်တော့လဲအဆင်မပြေဒီလိုနဲ့ပဲဝေတာကောင်လေးကိုလည်းထိုးပြီးဝိုင်းဦးမှပဲည9နာရီဝန်းကျင်လောက်မှာဖုန်းဆက်လာလို့ရနာတို့စင်လုံးရှင်ပြုံးစွာဖြင့်တဝါကြီးတော့ခဲ့ကြပါတယ်ပေါ်လေးပါလေသေးကမလီယာနည်းနည်းငြိမ်ကြောလေးမိပြီးအလေးတဲ့အလေးရှင်းနေသေးတာတော့ရင်တို့ကတော့ပွဲများရှာနေသလားထင်ရတအားရရှေ့ဖြုတ်ဆပြနေပါပြီကဲမူလီဝင်လာပြီဆိုတော့ဘယ်ကဘလို့တက်လာလဲမသိတဲ့ပေါ်တော်ကောက်ကောက်လေးပေါင်းစုံနဲ့ကဲနေပါပြီဘာကုတ်တွေထုတ်သုံးမိမှမသိလှုပ်ကပြီးနောက်ရှပြုံးလေးပြုံးလေးဆက်လက်ကခုံมาတော့လေGive me higher, give me reason, say you higher, see the champion. Inhibition, celebration, honor, formulation, innovation.
ပြပြီးတကားလာအိမ်ပြန်ချိန်လေးနေကလို့လာပါပြီအားလုံးလည်းခဏတာနိုင်ပိုင်းလောက်စိတ်ပန်းဖြေတောက်စားကားခုံပြီးနောက်သရှင်းလေးနဲ့ညင်ရင်ညဆက်နဲ့လည်းထိုးပြီးဆိုတော့အိမ်ပြန်ရပါတော့မယ် လူလိုက်ကြိုက်ဆောင်တဲ့ဘောတာကိုအောင်ရုပ်သေးရောနိုင်ယူလာရမင်းဆယ်လို့ စကားရအများကြီးပြောရင်မှားရအများကြီးပါမှာဆိုလို့ဒီလောက်နဲ့ပဲနေကျုံခုတ်လိုက်ပါတယ်ရန်ထားရဲ့တောင်ကြီးမှာရှယ်ပြုတ်ထားတဲ့ရည်စရာကောက်ကွက်လေးတွေကိုကြည့်ရှုစီမျှော်ရင်တဝါကြီးချီမုံမိသွားမယ်လို့မျှော်လင့်ပါတယ် so don't forget to subscribe and follow sleep tight catch you later bye